皆さんこんにちは。今日は第4課の文法について勉強しましょう。HDE 皆さん HDE いよぴょ片番いよぴょ片番ပြီးရင်EHですねいよぴょ片番なんかですね片でEHですねいよぴょ片ですサム片でサムイをまいよぴょ片番片で番เลยเนาะサム片でいけတယ်နောက်ကြတော့ညင်းကျင်တယ်မအေးခဲ့ဘူးလို့ညင်းကျင်တယ်ဆိုရင် HDE မှာဆိုရင် E ကိုဖြုတ်ခုနခတ်တာတဲ့ E ကိုဖြုတ်ခုနခတ်တာတဲ့စာမှုခုနခတ်တာတဲ့မအေးခဲ့ဘူးခုနခတ်တာဘယ်လိုဖြစ်တာလဲဆိုတော့ခုနိုင်မှာဆိုရင်9ကလည်း EHD ဖြစ်တဲ့အတွက် E ကိုဖြုတ်ခတ်တာတဲ့စပန်မှာခုနခတ်တာတဲ့အဲကြောင့်စာမှုခုနခတ်တာတဲ့ E ရော E ဆိုရင်ရောခတ်တာတဲ့ E ရော E ဆိုရင်ရောခုနခတ်တာတဲ့ခိုဝါ E ဆိုရင်ခိုဝါခတ်တာတဲ့ E ကိုဖြုတ်ခတ်တာတဲ့စပန်ခိုဝါခတ်တာတဲ့ခိုဝါခုနခတ်တာတဲ့ E ကိုဖြုတ်ခုနခတ်တာတဲ့စပန်ခိုဝါခုနခတ်တာတဲ့မကြောက်ခဲ့ဘူးခိုဝါခတ်တာတဲ့ကြောက်ခဲ့တယ်ဒါဆိုရင်ဝါလူ E နဲ့တော့မဆိုရင်ဝါလူ E ဝါလူခတ်တာတဲ့ဆိုခဲ့တယ်ဝါလူခုနခတ်တာတဲ့မဆိုခဲ့ဘူးနိုင်စီတဲ့မှာဆိုရင်နာကိုဖြုတ်တက်စတာပေါင်းနိုင်စီတဲ့မှာဆိုရင်နာကိုဖြုတ်တက်စတာပေါင်းခီလေအီနာခီလေအီနာဆိုတော့နာကိုဖြုတ်တက်စတာပေါင်းလို့ခီလေအီတက်စတာလာပါခဲ့တဲ့တရက်အငင်းပြောင်းပြောင်းခြင်းနေဆိုရင်နိုင်စီတဲ့မှာဆိုရင်နာကိုဖြုတ်ဂျာဒေဝအာလီမာဆက်ဂျာနဲ့တုံးတော့ဒေဝအာလီမာဆက်တက်စတာပဲတဲ့အဲဆိုရင်ခီလေအီနာကိုဖြုတ်ဂျာအာလီမာဆက်တက်စတာဒေဝအာလီမာဆက်တက်စတာခီလေအီဂျာအာလီမာဆက်တက်စတာခီလေအီဒေဝအာလီမာဆက်တက်စတာနာကိုဖြုတ်ဂျာအာလီမာဆက်တက်စတာနဲ့ပေါင်းဒေဝအာလီမာဆက်တက်စတာနဲ့ပေါင်းအဲ့လိုမျိုးမဟုတ်ဘူးဒီတိုင်းပဲခဲတယ်ဆိုရင်ဘတ်တူးအနေနဲ့ပြောဆိုရင်နာအစစ်ဆိုရင်နာကိုဖြုတ်တက်စတာပေါင်းအဲဆိုရင်ခန္တနာဆိုရင်နာကိုဖြုတ်ခန္တန်တက်စတာနာကိုဖြုတ်တက်စတာပေါင်းလို့ခန္တန်တက်စတာခန္တန်နာကိုဖြုတ်ဂျာအာလီမာဆက်တက်စတာဒေဝအာလီမာဆက်တက်စတာပေါင်းလို့ခန္တန်ဂျာအာလီမာဆက်တက်စတာခန္တန်ဒေဝအာလီမာဆက်တက်စတာလေကူတော့လွယ်ကူခဲ့တယ်မလွယ်ကူခဲ့ဘူးအဲ့ဒါခုကကျတော့noun 1 noun 2 your late agitated noun 1 noun 2 your late agitated noun 1က noun 2တက်ပို့ပြီးတော့ agitate ဖြစ်တယ် noun နှစ်ခုကိုနိုင်ရှင်းလိုက်တဲ့အချိန်မှာဒီ noun နဲ့ဟို noun 1နဲ့ noun 2ကိုနိုင်ရှင်းပြီးပြောရခြင်းဒီမှာသုံးပါတယ် noun 1 noun 2 your late agitated noun 1က noun 2တက်ပို့ပြီးတော့ဖြစ်တယ်ကိုနိုပန်ဝဆိုနိုပန်ယော်လိဟိုဆိုရတဲ့ဒီဘောပင်လေးကအဲ့ဒီဘောပင်တက်ပို့ပြီးတော့ပိန်ပိန်ပပလေးဖြစ်တယ်ပိန်နေnoun 1တို့ noun 2တို့ဒိုးရှိလာက adjective က noun 1နဲ့ noun 2နဲ့ဘယ်ဟာကို adjective ဖြစ်တယ် noun 1တို့ noun 2တို့ဒိုးရှိလာက adjective က noun တို့ဟိုကအေးတဲ့အဒီ noun ကိုပို့ပြီးတော့ adjective တယ်အဲ့လိုမှမဟုတ်နှစ်ခုစလုံးကိုပြောချင်တယ်ဆိုရင်ဒိုးချီလာမို့ adjective ဆက်ဒိုးချီလာမို့ adjective တဲ့နှစ်ခုစလုံးကို adjective တယ်ခုနိုပန်တို့ဆွနိုပန်တို့ဒိုးချီလာကဟိုရှိတဲ့စကဒီဘောပင်နဲ့ဟိုဘောပင်နဲ့ဘယ်ဟာကိုလိုချင်လဲခုနိုပန်တို့ဟိုကဟိုရှိတဲ့ဒီဘောပင်ကိုပို့ပြီးလိုချင်တယ်ဒိုးချီလာမို့ဟိုရှိတဲ့နှစ်ခုစလုံးကိုလိုချင်တယ်မင်းကျင်တဲ့ချိန်မှာ noun 1တို့ noun 2တို့ဒိုးချီလာက adjective တဲ့စကဖေးတဲ့အချိန်မှာဆိုရင် noun တို့ဟိုက adjective တဲ့ဒိုးချီလာမို့ adjective တဲ့နှစ်ခုစလုံးချိန်တဲ့ဆိုရင်ဒိုးချီလာမို့ adjective တဲ့ကိုယ်စိုက်တဲ့ဟာလေးကိုတစ်ခုပဲရွေးပြမယ်ဆိုရင် noun တို့ဟိုက adjective တဲ့နောက်တစ်ခုကကြတော့နာနေတဲ့အဲ့တစ်ခုတည်းမှာcaution စကလုံးလေးတွေနားနေလို့ဒါလည်းလို့ဒုက္ခ is လို့အဲ့ဒါလေးကိုထည့်ပြီးက ichiban adjective က ichiban adjective ဆိုရင်အလားဆုံးဥပမာ ichiban ခီလေဆိုရင်အလားဆုံးလို့ပြောဆို ichiban adjective ကလည်းစေကိုင်းတဲ့ဒါလည်းက ichiban ခဝိုင်း က ichiban ခီလေကဘာမှမတူကအလားဆုံးဆိုရင်ဟာက ichiban ခဝိုင်းတဲ့ ichiban ခီလေတဲ့အမေကအလားဆုံးပဲလို့တခုထဲမှာအတန်းထဲမှာဘတူအတော်ဆုံးတော့တခုထဲမှာဆိုပြီးပြောချင်တဲ့အချိန်မှာသုံးပါတယ်အဲဒါဆိုရင်နာနေတဲ့ question နေခွန်းလေးထဲမှာပြီး ichiban adjective က